မင်္ဂလာပါမတို့မင်္ဂလာပါရှင်ဒီခေါက်မှာတော့မင်္ဂလာအခုကာလမှာခက်စားနေတဲ့ပိုင်ကွန်ဂျာစီတို့လည်းခေါ်တယ်ကျန်းစာစီလေးနဲ့နှိစက်ပေးခြင်းပါတယ်ယောက်ျားလေးထက်လေးတွေများမွေးဘူးလားဆိုတော့ကိုမရဲ့အတွက်ကိုဒီခေါက်မှာတော့မင်္ဂလာကြားမမြည်ဘူးလို့ကြားတယ်ဒီလို unisex ချမ်းစာစီလေးနဲ့မိတ်ဆက်ပေးခြင်းတာပါရှင်ဒီခေါက်မှာတော့ကိုမရဲ့ဒီရှမ်းစာစီလေးတွေကိုမင်းတို့က site ကြီးလေးတွေရွယ်ချုပ်ထားပေးတာပါ80 280 380 480ဆိုပြီးတော့လေး site လာပါမယ်ကာလာ line တွေနဲ့လည်းမင်းတို့10ရောင် line ချုပ်လုပ်ထားပေးပါတယ်အဲ့ကလေးတစ်ခါလည်းထည့်ထားပေးပါတယ်ရှင်ကိုမရဲ့မင်းတို့အရင်တစ်ခေါက်ကချုပ်ပေးပြီးရောင်းချပေးလိုက်တဲ့ရှမ်းကြာစီလေးရဲ့အရှေ့အဆိုရင်26လက်မှပါဒီတစ်ခေါက်မှာတော့ကိုမတွေကပေါ့နော်ဒီရှမ်းကြာစီလေးကတိုတော့မတိုဘူးဒါပေမဲ့ပိုရှည်ရင်ကောင်းမယ်ဆိုလို့ဒီတစ်ခေါက်မှာတော့2လက်မှကိုပေါ့ပိုရှည်ပြီးချုပ်လို့ဒီတစ်ခေါက်မှာရှမ်းကြာစီလေးရဲ့အရှေ့က28လက်မှရှိပါတယ်ခါရှည်တင်ဖုံးလေးဖြစ်လို့ဘောင်းလေးနဲ့ဝင်ဘလောက်တောင်ဆင်ပြေထားလဲကိုက main ကလေးတွေဆိုဘောင်းလေးကိုလို့ဘောင်းလေးနဲ့ဝင်အဆင်ပြေတယ်ယောက်ျားလေးတွေဆိုတော့ဘာနဲ့ဝေးပေါ့နော်အဆင်ပြေတော့အထည်လေးဖြစ်ပါတယ်တချို့ပေါ့နော်တချို့ကြာစီလေးဆိုရင်ခါတိုတဲ့ကြောင့်မလို့ပေါ့နော်ယောက်ျားလေးတွေဝေးလိုက်တဲ့ခါမှာခါရအောင်တော့တုံမြောက်မြောက်လေးဖြစ်သွားပါတယ်ဒီခေါက်မှာတော့မလို့ကတော့ဒီလိုခါရှည်ချုပ်ထားပြီးတဲ့အတွက်ဘလူးနဲ့ယောက်ျားမိန်းမပေါ့နော်အဆင်ပြေတော့အနေထားလေးဖြစ်ပါတယ်ရှင်ကာလာလိုင်းနဲ့လည်း10ရောင်လိုင်းချုပ်လုပ်ထားပြီးတော့မင်းခုဝတ်ထားဆို80 size ပါ80 size ဆိုရင်ပေါင်100ကနေပြီးပေါင်130လောက်ထိကိုဝတ်လို့ရပါတယ်ဒီလိုမင်းတို့လို model site ကနေပြီးတော့480မိုးဒီ size ကြီးချုပ်ပေးထားတဲ့ကြောင့်မလို့ကိုမတို့အကြိုက်နဲ့လည်းကိုက်ညီစီမှာအမှန်တကယ်ပါမင်းကာလာအရောင်လိုင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ဒီခုဝတ်ထားတဲ့ခိုပြာရောင်လေးဖြစ်ပါတယ်ဒါလေးကတော့ကော်ဖီနုရောင်လေးပါဒါလေးကတော့ကိုမတို့ညီညိုရောင်လေးပါဒါလေးကတော့ဒါခဲနက်ကလေးခဲနက်ရောင်လေးဖြစ်ပါတယ်ဒါလေးကတော့ကိုမတို့ဒါပန်းစီရောင်လေးပါဒါလေးကတော့ကိုမတို့အဝါချောက်ကလေးဖြစ်ပါတယ်ဒါလေးကတော့အသားလေးပါဒါလေးကတော့ပန်းရောင်လေးဖြစ်ပါတယ်ဒီပန်းရောင်လေးကဆိုကိုမတို့တော့ပန်းရောင်ဖို့လို့ယောက်ျားလေးဝတ်လို့မရဘူးမထင်နဲ့ယောက်ျားလေးဝတ်လို့ရှိရင်လည်းအဆင်ပြေတယ်မင်းတို့ဆိုဒီရောင်လေးနဲ့ဆိုအမတန်ပေါ့နော်ကြည့်ရတာဘလို့လေးလေလှသွားတယ်ပေါ့နော်အဲ့လိုလေးအရောင်လေးပါဒီရဲ့နှစ်ထည်လေးကိုမင်းကဒီလိုမျိုးလေးထားပြီးမိတ်ဆက်ပေးချင်တာဒါ2ရောင်မှာ2ရောင်ကအရောင်မတူပါဘူးကာလာထက်တာမဟုတ်ပါဘူးဒါလေးကတော့ခရမ်းဒီရောင်လေးဖြစ်ပြီးဒါလေးကတော့မယန်းဒီရောင်လေးဖြစ်ပါတယ်ကာလာလိုင်းနေနေရလဲ10ရောင်လိုင်းမှာ size စုံနဲ့ကာလာရောင်လေးလည်းစုံတယ်ကိုမတို့ရဲ့ဘာလို့သေးလဲနော်ဝတ်မလားရောင်မလားအမ်တန်အဆင်ပြေသောပစ္စည်းလေးဖြစ်ပါတယ်3နဲ့5တဲ့10တဲ့အရောင်မျိုးလက်ကားစေး9000ကျပ်တဲ့နဲ့ရယူပိုင်ဆိုင်နာမှာပြီး9000ကျပ်ဆိုတာမြန်မာငွေကိုပြောတာပါလုံးဝနာကြမမှားပါဘူး9000ကျပ်ဖြစ်ပါတယ်အဖြစ်မှာဆို9000တောင်းလောက်ပေါက်တယ်ဒီလိုပစ္စည်းမျိုးကိုဒီဈေးနဲ့ရတယ်ဆိုတာအမ်တန်တန်လုံးနေပါပြီးရချင်တယ်ဆိုတော့အမြန်လေးသာအုပ်ထားတော့နော်တပါရောက်တဲ့မြို့တိုင်းကိုမှန်တကယ်ယူမှာတေးချရင်အိမ်ရောက်ငွေချေနဲ့ပို့ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမတို့ဘာမှစိတ်ပူစရာမလိုပါဘူးအိမ်ရောက်မှငွေချေပေးလိုက်ရုံမှာကိုမတို့အနေနဲ့တခုလုပ်ပေးရမှာကတော့မှားတဲ့ပစ္စည်းကိုမှန်တကယ်ယူပေးပါလာပို့တဲ့ delivery ဖုန်းဆက်တဲ့ခါကျရင်လည်းကင်ပေးပါအမှန်တကယ်ယူမှသာလေးမှာပေးပါလို့မင်းတောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်